မရှုပ်ပါဘူးအမရဲ့ထုံးစံအတိုင်းအမသမီးမယ်လာရိတ်ကမိခွန်းတွေလာထုတ်နေလို့သူနားလည်အောင်ဖြေပေးနေရတာမမဤကလေးကသမီးဖြစ်သူဤခေါင်းကိုဖွားဖွားပုတ်ခါပြုံးလိုက်ရင်အမတို့မိသားစုမှာလည်းမင်းရှိပြီလို့ပဲငတ်မောင်ရဲ့နောက်မို့ဆိုကလေးတွေအတွက်နောက်ဆန်တင်းရတယ်လေမင်းကိုစိုးလဲနေပြီးတော့မှပဲအနေများနေပြီအခုဒယ်ဒီကလည်းအစည်းအဝေးတက်ရမှာတွေသူ့နိုင်ငံရေးကိစ္စတွေနဲ့အလုပ်ရှောက်အောင်မယ်အမကလည်းနေပြည်တော်ကဟိုတယ်ကိုစီမံအုပ်ချုပ်စရာလေးတွေလည်းရှိတော့ငါမောင်ကိုတော့ပုံမှန်လင်းလင်းပြောရရင်ဟိုတယ်အုပ်ချုပ်ဖို့ဆိုတာထက်မင်းကိုအုပ်ချုပ်ဖို့လိုက်နေရလဲပါတာပေါ့မင်းကိုကအုပ်ချုပ်သူမရှိရင်မလွယ်ဘူးမဟုတ်လားလင်းလွင်ကအဲကန်တောင်မှာသူ့မိတ်ဆွေနဲ့သူတအုပ်စုဖြစ်ခါစကားပြောဆိုတောက်စားရဲမောနေသောအကိုကောင်းမြတ်လွင်ကိုလှမ်းကြည့်ရင်ရဲမောမိသည်အကိုကတကူးတကပွေရှုပ်နေတာမျိုးမဟုတ်ပေမဲ့အလင်းသည့်ကြုံကြိုက်လာရင်တော့လဲတကူးတကရှောင်ထွက်ခြင်းသူမဟုတ်ပါကြုံရင်ကြုံသလိုပြောခြင်းသူမို့မမဣကလျာကအကိုကိုကြုံပြောသားဟုနာမည်ပြောင်းပေးထားခဲ့တာပဲသူတို့ညီကိုနှစ်ယောက်မှာအကိုကအသားညိုကအရက်မြင်ပြီးခန္ဓာကိုယ်ကကြက်လက်ထွားကြိုင်သည်မျက်နာကတိတ်မချောလာပေမဲ့ပတ်စံရှိအရွယ်ကောင်းကြည်ပြောသောယောက်ျားတစ်ယောက်မို့အမိကောင်းရှာဖွေခြင်းသောမိန်းကလေးတွေရဲ့ချင့်ခတ်ခြင်းကိုခံရသူပဲဒယ်ဒီကိုယ်တိုင်ကအကိုကိုစိတ်မချတာမို့အကိုနဲ့မမဣကလျာကိုချစ်သူဖြစ်စမှာပဲအိမ်တောင်ချပေးခဲ့တာပဲမမဣကလျာဟာမျိုးကောင်းရိုးကောင်းသမီးအလိမ္မာကလေးမမကလေးရတို့မိသားစုကလင်းလွန်းတို့လောက်မချမ်းသာပေမဲ့တဆွေလုံးတစ်မျိုးလုံးဆရာဝန်တွေတမားတော်ကြီးတွေမမကလေးရတယောက်သာနိုင်ငံခြားဘာသာသင်တက္ကသိုလ်ကဝယ်ရခဲ့တာပဲတထေးအတိုင်ဝင်းမှာတော့လင်းလွန်းတို့လွန်းဖမ်မလီကလူတီများသည်ဥထုခေါင်လွန်းနဲ့ကောင်းမြတ်လွန်းလင်းလွန်းတို့သားနှစ်ယောက်ကိုလည်းစိတ်ဝင်စားကြသည်အကိုကောင်းမြတ်လွန်းကတော့တထေးသားပိသားစွာနေသည်ဟုပဲပြောရမလားနိုင်ကလတ်တဲ့ပါတီပေးနိုင်ငံခြားကိုရှော့ပင်ထွက်ကာအကောင်စားစီအဝင်းစားအလန်းစားဝက်ကစတိုင်ကြကြနေတတ်သလိုအပြော်လဲကောင်းသည်စီးပွားရေးလုပ်တော့လဲဒယ်ဒီချေရကိုနင်းနိုင်သည်လင်းလွန်းကတော့အကိုနဲ့လိုင်းမတူချေကိုအနေထားကိုမမော၍ကိုအနာကိုလာကဲရှာသည့်မိန်းကလေးကိုလည်းအထင်မကြီးတဲ့အယောမွင်တဲ့ကိုမန်လေးနဲ့ကိုခက်တီတီလေးနေကစကားလဲနေသူပင်ထို့ကြောင့်သူ့ကိုဆိုတော်ယုံမိန်းကလေးကလာအယောမဝင်ရဲ့အထက်တန်းစားတထေးသားအဖြစ်အားလုံးထဲမှာကွဲထွက်တန့်ပြက်ထင်းလင်းနေတဲ့သူမျိုးအကျဉ်စာရိတ္တအနေထိုင်ကအစနာမည်ကောင်းဖြစ်နေသူမို့သမီးရှင်များကလည်းမျက်စိကြားရသူပင်နာမည်ပြက်ဇရိုက်ပြက်ရှိသူမိန်းကလေးတွေကပင်သူ့ကိုမြင်တာနဲ့သူတို့နဲ့မတန်တရားဟုချက်ချင်းသဘောပေါက်ခါသူ့အနာကိုမချင်းကက်ရဲလာအောင်ပင်သူ့အရှိန်ဝါကကြီးသည်သူ့မှာမိန်းကလေးမိတ်ဆွေတွေတော့ရှိပါသည်သို့တော့သူ့မိတ်ဆွေတွေဟာတယောက်မှအချစ်မဟုတ်အားလုံးအခြေကြီးသာအမေရိကမှာကျောင်းသွားတက်ပြီးခဏပြန်လာသူလုပ်ငန်းတစ်ခုခုကိုအောင်မြင်မြင်ဦးစီးနေနိုင်သူစသဖြင့်သူတို့ဘဝနဲ့သူတို့တင့်တယ်တောက်ပကြတာမို့သူ့ဘဝကိုမျှော်မောတက်မက်နေစရာလည်းမလိုအားလုံးဟာကို့အထာနဲ့ကိုခက်ငိမ့်ငိမ့်ခက်ချိတ်ချိတ်တွဲဘူးตายရဘူးတာရှိပေမဲ့ကိုကမှရှေ့မဆက်လင်သူတို့ကလည်းရှေ့တိုးဖို့မကြိုးစားပဲကိုမာနာနဲ့ကိုနေတတ်ကြသူများပဲသူ့ကိုမျှော်လင့်မမောလို့တစ်ဖက်သက်ကြွေပြလာသည့်မိန်းကလေးဆိုရင်လည်းသူ့ရဲ့အဖက်မတန်သလိုအထင်သေးအကြီးတစ်ချက်နဲ့ပင်လဲသိချင်းသွားလိမ့်မည်ခုခေတ်မိန်းကလေးတွေကလည်းမလွယ်ပါဘူးမောင်လေးရဲ့တချို့က ready made မှာစိုက်တာမဟုတ်လားကိုမပြောပိုက်တဲ့ဘဝကြီးတဲ့ကလွတ်မြောက်ဖို့လမ်းစာရှာတာအပြစ်မဟုတ်ပေမဲ့အဲ့ဒီလွန်လန်းဟာမင်းအဖေတို့အကိုတို့လိုငွေကြေးရောအိမ်တောင်ပါပြည့်စုံပြီးသားယောက်ျားမျိုးတော့မဖြစ်သင့်ဘူးမဟုတ်လားမင်းကမှလူပြိုဆိုပေမဲ့ကို့ထားလေးနဲ့ကိုနေတတ်တော့အန်တီရဲ့ကင်းသေးတယ်မင်းကိုကဘာမဆိုအယောဝင်လိုက်ဖို့ဝင်မလေးတော့အမကအမြဲစိတ်ပူရတယ်လေတိတ်လဲစိတ်မူပါနဲ့အမရဲ့အကိုကပျော်ပျော်နေတတ်တာယာတတ်ပေမဲ့မိသားစုကိုတော့ချစ်ပါတယ်အမကိုလည်းတန်ဖိုးထားတာပဲလေပြီးတော့လွန်းဖမ်မလီကိုနာမည်ကုန်သိက္ခာပြက်ပြားအောင်သူမလုပ်ပါဘူးဒယ်ဒီဆိုလဲမိန်းကလေးကိစ္စအတမ်းမှမထွက်ခဲ့တာအကိုလည်းအယောတဝင်နေတတ်ပေမဲ့တက်မက်ဘသူဘဝနဲ့ဆိုတာမျိုးမှအတမ်းမှမထွက်ဘူးတာတချို့ဆိုဘယ်မော်ဒယ်နဲ့ဘယ်မင်းသမီးနဲ့ဆိုတာမျိုးကောလာဟာလာလောက်တော့ထွက်ကြတာပဲမဟုတ်လားအင်းလေဟုတ်တော့ဟုတ်ပါတယ်လင်းလွန်းနဲ့မမဣကလျာကအကိုတို့ဘက်ကိုတစ်ချက်လှမ်းကြည့်ကစကားပြောနေကြတာမို့အကိုကတတိထားမိသွားကလင်းလွန်းဘက်သို့ရှောက်လာရင်ဟိုနှစ်ယောက်မင်းတို့ငါအတင်းတုံနေကြတာမဟုတ်လားဟဲ့မဟုတ်ပါဘူးအကိုရဘာမဟုတ်ရမှာလဲမင်းတို့နှစ်ယောက်ဆိုရင်ငါအကြောင်းပဲပြောကြမှာအတင်းတော့မဟုတ်ပါဘူးကိုရအမှန်လေးတွေပဲပြောကြတာပါ
ရှင်ကိုစိတ်မချရတဲ့အကြောင်းပြောပြနေရတာလေကိုမြတ်ရဲ့အဲ့ဒါပဲမင်းအမကအဲ့ဒါစိတ်တစားပဲလင်းလွန်းရသူပြောလိုက်ရင်တော့ငါ့ကိုစိတ်မချလို့နေပြည်တော်နဲ့ရန်ကုန်ကူးနေရသလိုလိုအမှန်ကသူငါ့ကိုမခွဲနိုင်လို့လွမ်းလို့ငါသွားရနောက်တကက်ကလိုက်နေတာပါကွာအမေရှင်တော့စကားကိုအသားယူပြီးလာမပြောစမ်းပါနဲ့တွေ့လာမောင်လေးမင်းကိုကအပြောတော့ကောင်းတယ်ဟာအပြောကောင်းတာလဲအာသာချက်တစ်ခုပဲလေဒဲဒီဆိုကြည့်သူ့ကိုသူများလေးစားကြည်ညိုလာအောင်ကြွေလာအောင်ပြောတတ်တယ်အဲ့ဒါကြောင့်စီးပွားရေးလုပ်တော့လဲအောင်မြင်တယ်အခုနိုင်ငံရေးပဲကူးသွားတော့လဲအောင်မြင်တာပဲလူတယောက်ကိုအောင်မြင်စေတဲ့အချက်တွေထဲမှာအပြောကောင်းဖို့လဲပါတယ်ကျွန်တော်အယူဆကတော့အပြောကောင်းသလိုနှလုံးလှဖို့လဲလိုတယ်အကိုလင်းလွန်းဝင်ပြောတော့ကောင်းမြတ်လွန်းကမျက်ခုံးပင်သွားကစိုးစမ်းပါအောင်အပြောပဲကောင်းပြီးစိတ်ရင်းမပိုင်အလကားပဲလေလူတယောက်အပြောကောင်းရမယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့အပြောပဲကောင်းနေပြီးစိတ်ရင်းစေတနာမပိုင်ရင်အလကားပဲမဟုတ်လားပြောတော့ဖြင့်ညှွတ်နေအောင်ပြောပြီးလုံတော့တလွဲဆိုတာမျိုးလည်းမဖြစ်သင့်ဘူးလေနားထောင်တဲ့လူဆိုတာကလည်းနားထောင်တာများလာရင်အဲ့ဒီလူကပါဇက်ဖျားလေးကပဲအနှစ်မပါပဲပြောနေတတ်တဲ့လူလားတကယ်ကိုနှလုံးသားစကားမျိုးအနှစ်ရှိရှိပြောနေတာလားဆိုတာသိလာတာပဲမင်းအချင်းချင်းနဲ့တိုက်ခံလာမလုံးနဲ့လေကွာမင်းပြောသလိုဆိုဒယ်ဒီကပဲစိတ်ရင်းမပါပဲပါဇက်ဖျားလေးနဲ့မဲဆွဲခဲ့သလိုလိုဒယ်ဒီပါဇက်ဖျားလေးနဲ့မဲဆွဲတာမဟုတ်မှသိပါတယ်ဗျာငွေရလေးလဲပါသားပဲမဟုတ်လားကြည်စမ်းမင်းအေးငါဒယ်ဒီနဲ့တိုင်ပြောမယ်ဟာတိုင်ပြောလေဒယ်ဒီရှိလဲကျွန်တော်ပြောရတာပဲဒယ်ဒီအပြောနောက်မှာစိတ်ရင်းလေးပါမပါဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရအောင်မယ်လေမင်းပြောပုံရဆိုအမတ်တွေကပဲစိတ်ရင်းမပါပဲမဲဆွဲခဲ့သလိုလိုမဆိုလိုပါဘူးအကိုရာစိတ်ရင်းပါတဲ့သူမပါတဲ့သူဆိုတာပြည်သူကပဲအဆုံးဖြတ်ပေးသွားမှာပါကျွန်တော်လည်းပြည်သူတယောက်ပါလင်းလွန်းကရဲရင်ကပြောတော့ကောင်းမြတ်လွန်းကပခုံးတွင်ပြသည်ပြီးတော့ဝိုင်ခွက်ကိုတကြိုက်မောတောက်ပြီးလင်းလွန်းလက်ထက်ကလိမ္မော်ရီခွက်ကိုလှမ်းကြည့်ကမင်းကဘာလဲကွာဒီလိုညမျိုးမှာလိမ္မော်ရီခွက်ကြီးနဲ့ဝိုင်းလေးပါလေမတောက်ဘူးလားကျွန်တော်ခေါင်းနဲ့ကိုက်နေလို့ပါအကိုရပြီးတော့ကလေးနှစ်ယောက်ကလည်းကျွန်တော်စီလာလာကက်ကြတော့ဝိုင်းနှံ့တွေအရက်နှံ့တွေနဲ့ကလေးတွေကိုမရင်းနှီးစေချင်လို့ပါကဲတွေ့လားကိုမြတ်လင်းလွန်းကမှတိတက်သေးတယ်ရှင်ကအဖေဖြစ်ပြီးမတိတက်ဘူးတခါတလေအရက်နှံ့တွေမှုန်းပြီးကလေးတွေနဲ့ဖက်အိတ်ချင်သေးတယ်အေးပါကွာနောက်ဆင်ကျင်ပါမယ်လင်းလွန်းမင်းကြောင့်တော့မင်းကြောင့်ကောင်းမြတ်လွန်းကလင်းလွန်းကိုလှဲ့ကျိန်သည်လင်းလွန်းကရဲမောရင်ကလေးနှစ်ယောက်ကိုလှည့်ကြည့်ပြီးတော့ကလေးနှစ်ယောက်လုံးကဆိုဖာရှေ့ပေါ်မှာတုံးလုံးပလက်လေးတွေအိပ်ပျော်နေကြပြီကလေးတွေတောင်အိပ်သွားပြီသူတို့ကိုခန်းထဲပို့ရအောင်ကိုမြတ်လားရှင်ကသမီးကြီးကိုချီโอเคသမီးငယ်ကိုမင်းမချီနဲ့လေခါနာနေတယ်ဆိုကောင်မလေးကိုခေါ်လိုက်လေလင်းလွန်းကဧခန်းနောက်ဘက်ကိုလှည့်ကြည့်လိုက်တော့အတင်းရဲ့ဆောင်နေသောဒေါ်တန်းနှင့်အေးရင်ကိုတွေ့ရသည်ဒီအိမ်အတွက်အိမ်တောင်တိန်ဒေါ်တန်းနှင့်ငယ်မွေးချံပေါအေးရင်ကလည်းမရှိမဖြစ်ပါပဲလင်းလွန်းတို့အတော်ဝမ်းခွဲဒေါ်မူမူမြင့်ကတော့သူတို့နှစ်ယောက်ကိုအုပ်ချုပ်စီမံပေးသည်ဒီလူတွေရဲ့လှုပ်အားဖြင့်သူတို့အိမ်ကြီးကအစီစနစ်တကျလှပတန်ရှင်းစွာလက်ပတ်နေနိုင်ခဲ့တာပင်လင်းလွန်းကဒေါ်တန်းတို့နှစ်ယောက်ကိုလက်ပြ၍လမ်းခေါ်လိုက်သည်နှစ်ယောက်လုံးကနှင်းမြန်စွာအနားသို့ရောက်ရှိလာသည်ပြီးတော့သမီးငယ်လေးကိုညှင်သားစွာချီပိုးသွားသည်အကိုကလည်းဇနီးတဲ့ကိုဖေဖေမမဖြင့်သမီးကြီးကိုချီပိုးကအိမ်ပေါ်တက်သို့တက်သွားခဲ့သည်လင်းလွန်းကသူတို့မိသားစုလေးကိုပြုံးကြည့်ရင်ကြံရစ်ခဲ့သည်မာမီမရှိတော့ဒါကလွဲရင်သူတို့ရဲ့လွန်းမိသားစုလေးကအရာအလုံးပြည့်စုံသားရသည်မီးရောင်ဝါဖက်ဖက်လင်းနေသောဧကန်းမကျဲကြီးထဲမှာတော့တေးဂီတတန်တက်တက်နှင့်ရေမောတန်တချို့စကားတန်တချို့ဖန်ခွက်တန်တချို့ဒီညအဖို့အရာအလုံးဟာစိတ်နဲ့ဖွယ်တင့်တယ်တောက်ပါလျက်ရှိပါသည်